ရောက်စီတိုင်းအားလုံးမင်္ဂလာပါတာယာသောနေ့လေးမှာမိတ်ဆွေနဲ့ကျွန်တော်နှုတ်ပတ်တရားတော်ကိုလေးလာခွင့်ရလို့ထိုဘုရားသခင်နာမတော်ချီးမြှောက်ပါတယ်သခင်ယေရှုဓမ္မငြိမ်သက်ခြင်းနဲ့ကောင်းကြီးမင်္ဂလာသည်ယခုဒီဗီဒီယိုကိုနားထောင်နေသောသူပေါ်မှာတက်ရောက်ပါစေအာမင်ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုခွန်အားပေးခြင်းတဲ့အချက်နှစ်ချက်ရှိပါတယ်ဒီအချက်နှစ်ချက်ကိုမိတ်ဆွေဘဝမှာဆောင်ရွက်လိုက်နာခြင်းဖြင့်မိတ်ဆွေထူးခြားသောကောင်းကြီးမင်္ဂလာများရရှိနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီချက်နှစ်ချက်ကိုစတင်မိတ်ဆက်ပေးပါမယ်ထိုချက်များကတော့ပထမချက်ယုံကြည်ခြင်းဒုတိယချက်ကတော့ဆုတောင်းခြင်းဆိုတဲ့အချက်နှစ်ချက်ပဲဖြစ်ပါတယ်ဒီအချက်နှစ်ချက်ဟာဆိုရင်ကျွန်တော်တို့ဒီနေ့စဉ်ဘဝမှာကြုံတွေ့နေရသောအခက်အခဲများပင်ပန်းမှုများနာကျင်မှုများကိုဘုရားသခင်အထံတော်မှာယုံကြည်စိတ်ချစွာဆုတောင်းခြင်းဖြင့်ရလာတဲ့ကောင်းကြီးမင်္ဂလာများကိုဆိုလိုခြင်းဖြစ်ပါတယ်ထိုကောင်းကြီးမင်္ဂလာများကိုရရှိသိမ်းပိုက်ဖို့ရန်အတွက်မိတ်ဆွေလုပ်ရမယ်ဒီအချက်နှစ်ချက်ကိုအထူးလိုက်နာဖို့လိုအပ်ပါတယ်ဒါဆိုရင်ကျွန်တော်ကျမ်းပိုင်လေးတစ်ပိုက်ဖတ်ချင်ပါတယ်ဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အငယ်6အဘယ်အမှုကိုမျှစိုးရင်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းပတနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများကိုဘုရားသခင်အားကြားလျှောက်ကြလော့အာမင်ဤကျမ်းပိုင်လေးထဲမှာပြောထားပါတယ်အဘယ်အမှုကိုမျှစိုးရင်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းဟာလေလုယာထိုစိုးရင်ခြင်းများကမိတ်ဆွေကိုအရန်အနောက်ရှက်ဖြစ်စေပါတယ်ကျွန်တော်တို့ဥမာပြောရမယ်ဆိုရင်ရေးကြီးတော်၎င်းစီးပွားရေးတော်၎င်းအိမ်မှုကိစ္စတော်၎င်းအမျိုးမျိုးစားဝတ်နေရေးအတွက်ကစကျွန်တော်တို့အမျိုးမျိုးသောစိုးရင်ခြင်းတွေလူတိုင်းမှာကိုယ်စီရှိကြပါတယ်ထို့ကြောင့်ဒီကျမ်းပိုင်လေးကကျွန်တော်တို့ကိုဒီလိုစိုးရင်တဲ့လူကိုဘုရားသခင်ဟာဤကျမ်းချက်အားဖြင့်ပြောနေခြင်းဖြစ်ပါတယ်အဘယ်အမှုကိုများစိုးရင်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာဆုတောင်းပတနာပြုသောအားဖြင့်ဆိုတဲ့အချက်လေးဟာအရန်ကိုကျွန်တော်ရဲ့စိတ်ထဲမှာရောမိတ်ဆွေရဲ့စိတ်ထဲမှာပါဒီကျမ်းပိုင်လေးကိုနှလုံးသွင်းခြင်းဖြင့်မိတ်ဆွေထူးခြားမှုမိတ်ဆွေရဲ့ဆုတောင်းတဲ့အချက်တိုင်းမှာထူးခြားမှုတွေမိတ်ဆွေရလက်များရရှိနိုင်ပါမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ပါတယ်ဤနေရာမှာယုံကြည်ခြင်းဟာအလွန်အရေးကြီးလာပါတယ်သင်ယုံကြည်ရင်ယုံကြည်တဲ့အတိုင်းဖြစ်မည်ဆိုတဲ့စကားဟာလည်းကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအမြဲတမ်းမှတ်ထားရမယ်အရာအမြဲတမ်းလိုက်နာကျင့်သုံးရမယ်အချက်တစ်ချက်လည်းဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုနောက်ကျမ်းပိုင်တစ်ခုနဲ့ကျွန်တော်ဆက်လက်ပြီးဖတ်ကြားခြင်းပါတယ်ရှမသက်အခန်းကြီး19အငယ်20သင်တို့သည်ယုံကြည်ခြင်းမရှိသောကြောင့်မနှင်ထုတ်နိုင်ကြငါမှန်ဆိုသည်ကသင်တို့သည်မုံညင်းစိတ်ခန့်မြလောက်သောယုံကြည်ခြင်းရှိလျင်ထိုတောင်ကိုနေရာမှရွေ့လောဟုဆိုကြသောနေရာမှရွေ့လိမ့်မည်ယုံကြည်ခြင်းရှိလျင်သင်တို့မတတ်နိုင်သောအမှုမရှိဟာလေလုယာဒီကျမ်းမှာဆိုရင်လည်းကျွန်တော်ရဲ့နှလုံးသားထဲမှာရောအခုဒီဗီဒီယိုကိုနားထောင်နေတဲ့မိတ်ဆွေလည်းနှုတ်ပတ်တရားတော်ကိုနှလုံးသွင်းခြင်းဖြင့်ရရှိလာမယ်ရလက်တွေကအရင်ကနဲ့မတူပဲထူးခြားမှုများရရှိလာမယ်ကိုရိုင်းဒီလက်တွေ့ခံစားရတဲ့အတွက်ဖြစ်သောကြောင့်ဗီဒီယိုနားထောင်နေတဲ့မိတ်ဆွေကိုပါလက်တွေ့မှာအသုံးချကြည့်ပါအကောင်းဆုံးရလက်များထွက်ပေါ်လာပါလိမ့်မယ်လို့သခင်ယေရှုနာမနဲ့ကျွန်တော်ယုံကြည်စွာဤနေရာကနေပြောကြားလိုပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒုတိယအချက်ကိုသွားလိုက်ရအောင်ဒုတိယအချက်ဟာဆိုရင်ဆုတောင်းခြင်းဖြစ်ပါတယ်မိတ်ဆွေလိုအပ်တဲ့အရာမိတ်ဆွေလိုချင်တဲ့အရာမိတ်ဆွေအခုလက်ရှိဖြစ်နေသောပြဿနာအခက်အခဲတွေကိုမိတ်ဆွေတယောက်တည်းဖြေရှင်းနေရပါသလားဒါဆိုလို့ရှိရင်မိတ်ဆွေထမ်းနေရတဲ့ဝင်ကိုပေါ့စေဖို့ရန်အတွက်ကျွန်တော်ဒီအချက်လေးတစ်ချက်ကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြခြင်းပါတယ်ဒါဆိုကျွန်တော်ကျမ်းပိုင်လေးတစ်ပိုက်ဖတ်ကြားခြင်းပါတယ်ရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်24ထို့ကြောင့်
ငါဆိုသည်ကသင်တို့သည်ကျေးဇူးကိုရမည်ဟုယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်အာမင်ဤကျမ်းမာဆိုရင်လည်းကျွန်တော်တို့ယုံကြည်ခြင်းနဲ့ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်ဆိုတဲ့အချက်ကိုအဓိကထားပြီးတော့မိမောင်းထိုးပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာအရင်အားနေတတ်ပါတယ်ကျွန်တော်တို့ဝတ္တရားရတောင်းတယ်ဘုရားကယုံကြည်ခြင်းနဲ့ဆုတောင်းသမျှကိုရကြလိမ့်မယ်ဆိုပြီးတော့သူကျမ်းစာမှာအတီးလင်းပေါ်ပြထားပါတယ်ကျွန်တော်ကိုယ်တိုင်ကိုကောင်းကောင်းကြီးခံစားခဲ့ရလို့ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါထို့ကြောင့်ဒီဗီဒီယိုကိုအနှစ်ချုပ်ပြီးတော့ကျွန်တော်ပြန်ပြောရမယ်ဆိုရင်နံပါတ်1တစ်ချက်ယုံကြည်ခြင်းသင်ဘလို့အခက်အခဲတွေပဲရှိဘလို့မဖြစ်နိုင်တော့အရာကြည်ခြင်းနဲ့ဆုတောင်းပါတင်းတို့ကိုငါပေးမယ်ဆိုတဲ့အတိုင်းစမ်းသပ်ကြည့်ပါမိတ်ဆွေဒါပထမတစ်ချက်ယုံကြည်ခြင်းဖြစ်ပါတယ်ဒုတိယတစ်ချက်ဆုတောင်းခြင်းကလည်းအရန်ကိုထိရောက်ပြီးတော့ဒါဘုရားနဲ့ဆက်သွယ်နေခြင်းဖြစ်ပါတယ်ဘုရားသခင်ကသူနဲ့ဆက်သွယ်တဲ့လူကိုအရန်နဲ့သက်ပါတယ်ထို့ကြောင့်မိတ်ဆွေဆုတောင်းပါတရားအရာမဆုတောင်းမဲနဲ့မိတ်ဆွေကိုဘုရားကစကားပြောခြင်းနဲ့ဘုရားကသူနဲ့အချိန်ယူခြင်းနဲ့အတွက်မိတ်ဆွေယုံကြည်ခြင်းနဲ့ဘုရားကိုဆုတောင်းပါမိတ်ဆွေရဲ့ဘဝအရင်အတန်ပို့ပြီးတော့ပြောင်းလဲမှုထူးခြားမှုများရရှိလာပါလိမ့်မယ်လို့ကျွန်တော်ဒီဗီဒီယိုလေးကနေပြောကြားခြင်းအဖြစ်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ကြားနာသူရောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေအာမင်